မိတ်ဆွေရေမဖြစ်သေးတာပဲရှိပါတယ်မဖြစ်နိုင်ဘူးဆိုတာတခုမှမရှိပါဘူးကျွန်တော်ကအိမ်တော်ရှင်အမျိုးသားတစ်ယောက်ဖြစ်တယ်လို့တက္ကသိုလ် PDC ဆိုတဲ့ရွက်သက်မောကြီးကိုဦးဆောင်မောင်းနေတဲ့မာလီဘူးတိတ်ဆိုးပေါ့ဗျာအရှိမဆရာညီပြောပြသွားတဲ့သင်တန်းအတွေ့အကြုံလေးကအကြောင်းအရာဘိုင်းကိုချီကပ်ဖြည့်ရှင်းတဲ့နီလန်းတွေအဖြေထုတ်တဲ့ပုံစံတွေကလေ့လာမှတ်သားနာယူစရာတွေအပြည့်ပါပဲမိသားစုတစ်ခုတည်းမှာကောကုမ္ပဏီအဖွဲ့အစည်းတစ်ခုတည်းမှာပါအလုပ်ခွင်ထဲမှာ generation အလိုက်ကွာခြားမှုတွေကြည်ပြင်းလာကြတဲ့ပတ်ဝန်းကျင်အနေအထားတည်ရှိမှုတွေတန်ဖိုးထားကြတဲ့အရာအယူအဆအတွေးခေါ်လက်ခံနိုင်မှုတွေဟာတယောက်မတူကြပါဘူးကွဲပြားခြားနာမျိုးစုံဖြစ်နေကြတယ် diversification ဖြစ်တယ်ပေါ့ဗျာအဲ့ဒီထဲမှာဆက်ထိမခံတဲ့အကြောင်းအရာတွေနဲ့ကိစ္စတွေဖြစ်လာပြီဆိုရင်ကျွန်တော်တို့ကတော်တော်ကြီးကိုဂရုစိုက်ပြီးတော့ကင်တွေဖြည့်ရှင်းကြရတယ်မိတ်ဆွေရေမဖြစ်သေးတာပဲရှိပါတယ်မဖြစ်နိုင်ဘူးဆိုတာတခုမှမရှိပါဘူးဒါကြောင့်မို့လို့ကျွန်တော်တို့တွေဟာဘယ်လိုပြိပခါတွေကိုဘယ်လိုဖြည့်ရှင်းကြရမလဲဘယ်လိုဖြည့်ရှင်းအဖြစ်ရှားတဲ့တယ်လဲဆိုတာတွေကိုကိုယ်တိုင်ပါဝင်လေ့ကျင့်ထားကြဖို့လိုပါတယ်အကောင်းဆုံးလေ့ကျင့်ရင်ခွင့်ကြီးကတော့လာမဲ့ training workshop ကြီးပါပဲဒီလိုမျိုးသင်တန်း training တွေ workshop ကိုဒီနှစ်ထဲမှာနောက်ထပ်တစ်ချိန်မရှိတော့ဘူးဆိုတာသတင်းစကားမိတ်ဆွေနှက်လာခဲ့ပါရင်ဘက်ချင်းအတူတူချိတ်ဆက်ပြီးတော့ပြိပခတွေကိုအတူတူဖြည့်ရှင်းကြရအောင်အဲ့ဒီပြိပခတွေကိုအကောင်းဆုံးအခွင့်အလမ်းတွေအဖြစ်အတူတူလက်တွဲပြီးတော့ပြောင်းလဲပုံပေါ်ကြရအောင်ကျေးဇူးတင်ပါတယ် See you all at Rose Garden Hotel on October 11 bye bye now